အနာဂတ်စစ်ပွဲတွေမှာစစ်သားတွေကစစ်တိုက်ဖို့ကြောက်နေတာမျိုးပင်ပန်းနေတာမျိုးနဲ့တွန်းဆုတ်နေတာမျိုးဖြစ်လာတော့မှာမဟုတ်ပါဘူး။ဒါကစိတ်ကူးရင်သိပ္ပံဇလံတစ်ခုမဟုတ်ပဲအမှန်တကယ်ဖြစ်လာတော့မဲ့စက်ရုပ်တွေနဲ့လွှမ်းမိုးထားတဲ့အနာဂတ်ရဲ့ရှေ့ပြေးစစ်ပွဲတွေအကြောင်းကိုပြောနေရပါ။ဒါကြောင့်အနာဂတ်မှာစက်ရုပ်တွေကစစ်ပွဲတွေကိုဥဆောင်ပြီးတိုက်ခိုက်လာကြတော့မှာမို့စက်ရုပ်တွေကလူသားတွေအတွက်တကယ်ပဲကောင်းမွန်တဲ့ရလဒ်တွေယူဆောင်လာပေးမှာလား။ဒါမှမဟုတ်စက်ရုပ်စစ်သားတွေကြောင့်ကဘာကြီးပျက်စီးကိန်းစိုက်တော့မှာလား။ဆိုတော့အခုဒီဗီဒီယိုထဲမှာပြပြပေးသွားမှာကစက်ရုပ်တွေကိုဘယ်အချိန်ကလေးကစစ်စင်ရေးတွေမှာအသုံးပြုခဲ့ကြတာလဲ။ကဘာပေါ်ကဘယ်နိုင်ငံတွေကစစ်ဖက်ဆိုင်ရာစက်ရုပ်တွေကိုအသုံးများကြတာလဲ။စက်ပစ္စည်းဆိုတဲ့အတိုင်းစက်ရုပ်တွေချိုးရင်းပျက်စီးသွားတဲ့အခါဘလို့ဆိုးကျိုးတွေရှိနိုင်လဲစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အခုဆိုရင်စက်ရုပ်တွေကိုစစ်စင်ရေးမှာအသုံးပြုလာကြတာကစစ်ပွဲရဲ့သဘောတဘာဝကိုပြောင်းလဲပြနိုင်တဲ့အရာတစ်ခုဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့စက်ရုပ်တွေကလူသားစစ်သားတွေရဲ့အသက်အန္တရာယ်ကိုလျှော့ချပေးနိုင်လို့ပါ။ဥပမာပတ်ပေါ့လို့ဘုံရှင်စက်ရုပ်တွေကအန္တရာယ်များတဲ့နေရာတွေမှာလူသားတွေအစားအလုပ်လုပ်ပေးနိုင်တာမျိုးပါ။ဒရုန်းတွေကလည်းရန်သူနယ်မြေတွေကိုဝင်ရောက်စစ်ဆေးတာတိုက်ခိုက်တာတွေကိုလူသားတွေလိုစွန့်စားစရာမလိုပဲလှုပ်ဆောင်နိုင်ပါတယ်။ဒါအပြင်စက်ရုပ်တွေကပင်ပန်းနှွမ်းနယ်မှုမရှိတာကြောင့်စစ်စင်ရေးတွေမှာပုံမထိရောက်မှုတွေရှိလာနိုင်ပါတယ်။ဒီစက်ရုပ်စစ်သားတွေက20ရာစုနှစ်အစောပိုင်းတွေကစစ်စင်ရေးတွေမှာပါဝင်ခဲ့တာပါ။ဒါပေမဲ့ခေတ်မီစက်ရုပ်နည်းပညာတွေကိုစစ်စင်ရေးမှာပိုပြီးအကျယ်တဝင့်အသုံးပြုလာတာကဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့1939နဲ့1945ကာလမှာပါ။ဆိုဗီယက်က1939ခုနှစ်ဖင်လန်နဲ့ဖြစ်တဲ့ဆောင်းရာသီစစ်ပွဲမှာတယ်လီတန်လို့ခေါ်တဲ့အဝေးထိန်းတင့်ကားတွေကိုစတင်အသုံးပြုခဲ့ပါတယ်။ဒီတင့်ကားတွေကရေဒီယိုဆစ်ဂနယ်ကနေတဆင့်အဝေးကနေထိန်းချုပ်ပြီးတိုက်ခိုက်နိုင်တဲ့စက်ယန္တရားတွေဖြစ်တာကြောင့်စစ်မြေပြင်မှာအသုံးပြုခဲ့တဲ့စက်ရုပ်နည်းပညာတွေရဲ့အစောဆုံးပုံစံတွေကတစ်ခုပါ။ဂျာမနီမှာဆိုရင်လည်းဂိုလီယက်ထရက်မိုင်းလို့ခေါ်တဲ့အဝေးထိန်းစနစ်နဲ့မောင်းနှင်ပြီးဘုံပေါက်ခွဲနိုင်တဲ့အသေးစားစက်ရုပ်တွေကိုဒုတိယကမ္ဘာစစ်အတွင်း1942ခုနှစ်လောက်မှာအသုံးပြုခဲ့ပါတယ်။အထူးသဖြင့်ဒီစက်ရုပ်တွေကိုရန်သူခံတပ်တွေကိုဖျက်ဆီးဖို့ရည်ရွယ်ပြီးတော့အသုံးပြုခဲ့တာပါ။ဒါကလည်းစစ်ပွဲတွေမှာစက်ရုပ်တွေကိုအသုံးပြုခဲ့တဲ့အစောပိုင်းကာလဖြစ်ခဲ့ပါတယ်။1950 1980ခုနှစ်တုန်းကစစ်အေးတိုက်ပွဲအတွင်းမှာအမေရိကန်နဲ့ဆိုဗီယက်ကအစောပိုင်းဒရုန်းနည်းပညာတွေကိုစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြတာပါ1960ခုနှစ်မှာဆိုရင်အမေရိကန်က Ryan Fire B လို့ခေါ်တဲ့အဝေးထိန်းလေယာဉ်ပျံတွေကိုဗီယက်နမ်စစ်ပွဲအတွင်းမှာထောက်လှမ်းရေးမစ်ရှင်တွေလုပ်ဖို့အသုံးပြုခဲ့ကြပါတယ်1990ခုနှစ်မှာပင်လယ်ကွေ့စစ်ပွဲအတွင်းအမေရိကန်ကဒရုန်းတွေကိုထောက်လှမ်းရေးအပြင်တိုက်ခိုက်ဖို့အတွက်ပါသုံးလာကြပါတယ်2000ခုနှစ်တွေမှာတော့အာဖဂန်နစ္စတန်နဲ့အီရတ်စစ်ပွဲတွေမှာ Predator နဲ့ Reaper ဒရုန်းတွေဟာတိုက်ခိုက်ရေးမှာအဓိကနေရာယူလာခဲ့တယ်လို့ဆိုရပါမယ်ဒါအပြင်ပတ်ဘောနဲ့ထဲလွန်လို့ဘုံရှင်စက်ရုပ်တွေကိုလည်းစစ်မြေပြင်ထဲမှာပောက်ကွဲမှုအန္တရာယ်မကြုံတွေ့စေရဖို့အသုံးပြုခဲ့ကြပါတယ်ဒီလိုနဲ့စက်ရုပ်တွေကအစောပိုင်းစစ်စင်ရေးတွေမှာရိုးရှင်းတဲ့အဝေးထိန်းကိရိယာတွေကနေခေတ်မီနည်းပညာတွေပါဝင်တဲ့ဆက်လက်နက်တွေအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တာပါဒီနေ့ခေတ်မှာတော့စက်ရုပ်တွေကစစ်ပွဲတွေရဲ့အနာဂတ်ကိုပုံဖော်နေတဲ့အဓိကအစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီတကယ်တမ်းဒီစစ်ဖက်ဆိုင်ရာစက်ရုပ်တွေကိုအသုံးများတဲ့နိုင်ငံတွေကတော့အမေရိကန်တရုတ်ရုရှားနဲ့ယူကရိန်းပါအမေရိကန်ကနည်းပညာမြင့်မားမှုနဲ့ဦးဆောင်နေပြီးတရုတ်ကတော့ထုတ်လုပ်မှုအများအပြားကိုလုပ်ကင်ဆောင်ရွက်နေပါတယ်ဒါအပြင်ရုရှားကဈေးသက်သာတဲ့ drone တွေကိုအားကိုးပြီးယူကရိန်းကတော့စစ်ပွဲမှာ drone တွေနဲ့အသက်ကယ်နေရပါအခြားနိုင်ငံတွေကလည်းဒီနည်းလမ်းကိုလိုက်လာနေကြတာမို့စစ်ပွဲတွေမှာစက်ရုပ်တွေကလူသားတွေထပ်ပိုအရေးပါလာတယ်လို့ပြောရမှာပါအမေရိကန်ရဲ့စစ်ဖက်ဆိုင်ရာစက်ရုပ်တွေကိုစတင်အသုံးပြုခဲ့တဲ့အချိန်ကတော့20ရာစုနှောင်းပိုင်းလို့ပြောရပါမယ်1992ခုနှစ်ပင်လယ်ကွေ့စစ်ပွဲမှာပိုင်အိုနီးယားဒရုန်းတွေကိုထောက်လှမ်းရေးအတွက်စသုံးခဲ့ပြီးတော့2001ခုနှစ်အာဖဂန်နစ္စတန်စစ်ပွဲမှာတော့ MQ-1 Predator ဒရုန်းတွေကိုတိုက်ခိုက်ရေးအတွက်ပထမဆုံးအသုံးပြုခဲ့တာပါဒါကစက်ရုပ်တွေကိုလူသားတွေအစားအဓိကအားထားလာတဲ့အစောပိုင်းအခြေအနေလို့ဆိုနိုင်ပါတယ်MQ-9 Reaper ဟာလက်နက်တပ်ဆင်ထားတဲ့ဒရုန်းတစ်မျိုးဖြစ်ပြီးတော့အဝေးထိန်းနဲ့ထောက်လှမ်းဖို့အပြင်တိုက်ခိုက်ဖို့အတွက်လည်းအမေရိကန်မှာသုံးကြတာပါR24 Global Hawk ကတော့အပေါ်စီးကနေရန်သူအခြေအနေကိုစောင့်ကြည့်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။အမေရိကန်ကအီရတ်၊ဆီးရီးယား၊အာဖဂန်နစ္စတန်နဲ့တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေမှာဒီ drone တွေကိုအသုံးပြုခဲ့တာပါ။ဒါအပြင် UGV ဖြစ်တဲ့ပတ်ဘော့ဟာဘုံဖယ်ရှားရေးမှာထင်ရှားပြီးတော့2003ခုနှစ်အီရတ်စစ်ပွဲမှာစစ်သားတွေရဲ့အသက်ကိုကယ်ဖို့အသုံးပြုခဲ့ပါတယ်။ထဲလွန်ကိုတော့လက်နက်တပ်ဆင်နိုင်တာမို့လေးလာစူးစမ်းရေးနဲ့တိုက်ခိုက်ရေးမှာသုံးတာပါ။ UUV တွေဖြစ်တဲ့ Remax နဲ့ Bluefin ကိုတော့ရေအောက်စက်ရုပ်တွေကိုရေမြုပ်မိုင်းရှာဖွေရေးနဲ့ရေကြောင်းထောက်လှမ်းရေးတွေမှာသုံးကြပါတယ်။2010နှောင်းပိုင်းမှာတော့ဒီစက်ရုပ်တွေကိုပိုပြီးတိုးဆက်ထုတ်လုပ်လာကြတာပါ။တကယ်တမ်းကအမေရိကန်က
စစ်သားတွေရဲ့ထိခိုက်ဒဏ်ရာရမှုကိုလျှော့ချဖို့တိကျသေချာတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့နဲ့ဤပညာမှာဦးဆောင်မှုရှိရွယ်ပြီးတော့စက်ရုပ်တွေကိုအသုံးပြုတာဖြစ်ပါတယ်။အခု2025မှာစမ်းသပ်နေတဲ့ Project Cover ကျင်းရဆိုရင်စက်ရုပ်တွေနဲ့လူသားတွေရှင်တွဲတိုက်ခိုက်နေတဲ့စစ်မြေပြင်ကိုပြသနေရပါ။အာရှနဂါကြီးတရုတ်ကတော့2000ခုနှစ်နောက်ပိုင်းစက်ရုပ်နည်းပညာမှာယင်းနှိမ့်မြုံနယ်မှုတွေများလာပြီး2010မှာတော့တရုတ်ရဲ့စစ်ဖက်ဆိုင်ရာစက်ရုပ်တွေဟာထင်ရှားလာတယ်လို့သုတေသနမှတ်တမ်းတွေအရသိရပါတယ်။ဝင်းလွန်ဒရုန်းကို2012ခုနှစ်မှာစတင်ပြသခဲ့ပြီးအဲ့ဒီအချိန်ကတည်းကစစ်တပ်မှအသုံးများလာတာပါ။ဒီဝင်းလွန်ဟာအမေရိကန်ရဲ့ Predator နဲ့ရှင်နိုင်တဲ့ဒရုန်းဖြစ်ပြီးထောက်လှမ်းရေးနဲ့တိုက်ခိုက်ရေးမှာသုံးပါတယ်။နောက်ထပ်အနေနဲ့တရုတ်ရဲ့ CH-5 ကတော့ပိုကြီးရဲ့လက်နက်တွေကိုတင်ဆောင်နိုင်တာကြောင့်အရှိအလဲပိုင်းမှာစမ်းသပ်မှုတွေလုပ်ခဲ့တာပါ။ UGV လို့ Sharp Claw စက်ရုပ်တွေကိုတော့စစ်မြေပြင်မှာစစ်သားတွေကိုထောက်ပံ့ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအခု2025အတွင်းမှာဒီစက်ရုပ်တွေကိုစမ်းသပ်မှုတွေထပ်လုပ်နေပါတယ်။ HSU-01 ကိုတော့2019မှာပြသခဲ့ပြီးအမေရိကန်ရေတပ်ကိုတားဆီးဖို့အတွက်တရုတ်ရဲ့ပင်လယ်ပိုင်နက်မှာတုံးနေရပါ။တရုတ်ကစစ်ရေးမှာလူသားတွေချက်စက်ရုပ်တွေကိုပို့သုံးပြီးဈေးသက်သာတဲ့စက်ရုပ်တွေကိုထုတ်လုပ်နေရဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာစစ်ဖက်ဆိုင်ရာနည်းပညာမှာဦးဆောင်မှုရှိရပြီးတော့တခြားနိုင်ငံတွေကိုလည်းစက်ရုပ်တွေတင်ပို့ရောင်းချနေရပါ။နောက်ထပ်နည်းပညာတစ်ခုဖြစ်တဲ့တရုတ်ရဲ့ Slaughter Ball ကတော့တတိယကမ္ဘာစစ်ဖြစ်ခဲ့မယ်ဆိုရင်လူတွေအားလုံးကိုတတ်နိုင်လောက်အောင်စွမ်းတယ်ဆိုပြီးပြောထားကြပါသေးတယ်။ Slaughter Ball ဆိုတာက2019မှာ Future of Life Institute ကဗီဒီယိုတစ်ခုမှပြခဲ့တဲ့အသေးစား AI နဲ့ထိန်းချုပ်တဲ့ drone တွေကိုဆိုလိုတာပါ။ဒီ drone တွေကလူတွေကိုသူ့အလိုလိုအတိအကျတတ်နိုင်ပါတယ်။နောက်ထပ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ရုရှားကတော့အမေရိကန်တပ်စက်ရုပ်တွေကိုစစ်စင်ရေးမှာအသုံးပြုရနောက်ကျပေမဲ့2010နောက်ပိုင်းမှာတော့အရှိန်မြင့်လာပါတယ်။ဆီးရီးယားနဲ့ဖြစ်တဲ့2015စစ်ပွဲမှာယူရန်9ကိုစမ်းသပ်ခဲ့ပြီးတော့2022ခုနှစ်ယူကရိန်းစစ်ပွဲမှာ drone တွေကိုအသုံးပြုမှုများလာကြပါတယ်။စစ်ဖက်သုံးစက်ရုပ်တွေကြောင့်ပြောရရင်တော့အော်လန်တန်ဟာဈေးသက်သာတာမို့လို့ထောက်လှမ်းရေးမှာရုရှားတွေအသုံးများကြတာပါ။လန်ဆက်ကိုတော့လက်နက်တပ်ဆင်ပြီးယူကရိန်းမှာရှိတဲ့တင်ကားတွေကိုတိုက်ခိုက်ဖို့သုံးပါတယ်။ယူရန်9ဟာလက်နက်တပ်ဆင်ထားတဲ့မြေပြင်စက်ရုပ်ဖြစ်ပြီးတော့ဆီးရီးယားမှာစမ်းသပ်ခဲ့ပေမဲ့ချို့ယွင်းချက်တွေတွေ့ခဲ့ရပါတယ်။ဒီနှစ်မှာတော့ပိုကောင်းအောင်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ပိုဆိုင်တန်ကလည်းနျူကလ িয়ার စွမ်းအင်သုံးရေရောက်ဒရုန်းဖြစ်ပြီးတော့ဗျူဟာမြောက်တိုက်ခိုက်မှုအတွက်တီထွင်နေကြပါတယ်။ရုရှားအနေနဲ့ဒီလိုစက်ရုပ်တွေကိုအသုံးများလာတာကစစ်သားတွေကြုံလာရမယ့်ဘေးရန်တွေကိုကာကွယ်ဖို့နဲ့ဈေးသက်သာတဲ့စက်ရုပ်တွေကိုအများအများထုတ်ပြီးယူကရိန်းနဲ့ဖြစ်တဲ့စစ်ပွဲတွေမှာသုံးဖို့ရည်ရွယ်ထားတာပါ။ဆက်ရရင်ယူကရိန်းကလည်း2022ခုနှစ်မှာရုရှားတွေစတင်ကျူးကျော်တဲ့ကစက်ရုပ်တွေကိုပို့သုံးလာတာဖြစ်ပါတယ်။အထူးသဖြင့် Barata TV2 drone တွေကိုရုရှားတင်ကားတွေဖျက်ဆီးဖို့စသုံးခဲ့တာပါ။တူရကီကနေယူကရိန်းတွေဝယ်သုံးနေတဲ့ Barata TV2 ဟာရုရှားရဲ့တင်ကားတွေသင်္ဘောတွေကိုတိုက်ခိုက်ဖို့သုံးပါတယ်။ La Liga 100ကတော့ရုရှားရဲ့ပြည်ရင်းထုတ်ထောက်လှမ်းရေး drone ဖြစ်ပြီးစစ်မြေပြင်မှာအသုံးများပါတယ်။ UGV တွေဖြစ်တဲ့မြေပြင်စက်ရုပ်အသေးလေးတွေကိုတော့ဘုံဖယ်ရှားရေးနဲ့ဒဏ်ရာရတဲ့သူတွေကိုကယ်ထုတ်ဖို့လောက်သာသုံးကြတာပါ။ရေရောက်စက်ရုပ်တွေကိုတိတ်မသုံးကြသေးပေမဲ့နောက်နာကမှာတော့သုံးဖို့အစီအစဉ်ရှိနိုင်ပါတယ်။ပြောရရင်ယူကရိန်းကရုရှားရဲ့ကြီးမားတဲ့အင်အားကိုတားဆီးဖို့နဲ့စစ်သားတွေရဲ့အသက်ဆုံးရှုံးမှုကိုလျှော့ချဖို့ drone တွေကိုအဓိကအားကိုးနေရပါ။ဒါကြောင့်ယူကရိန်းနေစစ်ပွဲမှာသုံးကြတဲ့စက်ရုပ်တွေကအသက်ကယ်လက်နက်တွေလို့ယူဆလို့ရပါတယ်။အခြားနိုင်ငံတွေအနေနဲ့ပြောရရင်တော့အစ္စရေးဟာ1980ခုနှစ်ထဲက UAV တွေကိုစသုံးခဲ့တာပါ။ဟီရန်ဟာထောက်လှမ်းရေးမှာထင်ရှားပြီးတော့ဟာရော့ကတော့တိုက်ခိုက်ရေး drone ဖြစ်ပါတယ်။ဒီစက်ရုပ်တွေကိုအသုံးပြုတာကရန်သူတွေကိုစောင့်ကြည့်ပြီးတိုက်ခိုက်ဖို့အတွက်ပါ။အိန္ဒိယဆိုလို့ရှိရင်လည်း2010နောက်ပိုင်းမှာစက်ရုပ်တွေကိုစတင်တီထွင်လာကြတာပါ။ Restam လို့ UAV နဲ့ရေအောက်စက်ရုပ်တွေကိုစမ်းသပ်နေပြီးတရုတ်နဲ့ပါကစ္စတန်လို့နိုင်ငံတွေရဲ့ NDA ကနေကာကွယ်ဖို့လှုံ့ဆော်နေကြပါတယ်။ဒါကြောင့်စစ်ဖက်ရေးရစက်ရုပ်တွေဟာလူသားတွေထပ်ပိုရေးပါလာပြီးတော့နောင်နာကမှာလည်းစစ်ဖက်ဆိုင်ရာစက်ရုပ်တွေအသုံးပြုမှုကအခုထက်ပိုကျပြန့်လာမယ်လို့ပြောရပါမယ်။ဆိုတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်၊တရုတ်၊ရုရှား၊ယူကရိန်းအပါအဝင်တခြားနိုင်ငံတွေကစစ်စင်ရေးတွေမှာစက်ရုပ်တွေကိုအဓိကအသုံးများလာတာကစစ်သားတွေတေဆုံးတာနဲ့ဒဏ်ရာရတာကိုလျှော့ချဖို့အတွက်ပါ။ဒါအပြင်စက်ရုပ်တွေကိုအန္တရာယ်များတဲ့အလုပ်တွေဥပမာဘုံဖယ်ရှားတာရန်သူထောက်လှမ်းရမှာအစားထိုးလာကြတာပါ။အမေရိကန်ကပတ်ပေါ်နဲ့ယူကရိန်းက Barata TV2 လို့စက်ရုပ်တွေဟာစစ်သားတွေကိုအန္တရာယ်ကင်းအောင်ကူညီပေးနေရပါ။အားသာချက်အနေနဲ့ကတော့စက်ရုပ်တွေကလူသားတွေလိုအနားယူဖို့မလိုတာမို့လို့24နာရီအလုပ်လုပ်နိုင်ပါတယ်။တိကျမှုလည်းရှိပါတယ်။ဆိုရရင်အမေရိကန်ရဲ့ M29 Reaper လို့ drone တွေကရန်သူတွေကိုချောင်းမြောင်းပြီးအသေးချာတိုက်ခိုက်ကြတာပါ။ဆိုတော့တရုတ်နဲ့အမေရိကန်လိုနိုင်ငံတွေကစစ်ဘက်မှာနည်းပညာရဦးဆောင်မှုအတွက်စက်ရုပ်တွေကိုယင်းနှိမ့်မြုံနှံကြတာဖြစ်ပါတယ်။ဒါကစစ်စင်ရေးမှာအင်အားပြဖို့နဲ့ရန်သူတွေကိုထိန်းလိုက်စေဖို့နည်းတစ်ခုလို့ဆိုရပါမယ်။ဒါပေမဲ့မကောင်းတဲ့အချက်ကိုပြောရရင်စက်ရုပ်တွေကနည်းပညာပေါ်မူတည်နေတာမို့လို့ချုံရင်းမှုတွေဖြစ်နိုင်ပြီးဟ
ဟာကာတွေကနေတိုက်ခိုက်ခံရရင်ကြီးမားတဲ့အန္တရာယ်တွေဖြစ်နိုင်တာပါဒါအပြင်ဆေးရုပ်တွေကိုလက်နက်တပ်ဆင်ပြီးတပ်ဖြတ်ခွင့်ပေးရင်ဘသူသိမလဲဘသူအသက်ရှင်မလဲဆိုတာကိုဆေးရုပ်တွေကဆုံးဖြတ်ပေးလိုက်တာကလူသားတွေရဲ့ကျင့်ဝတ်နဲ့မကိုက်ညီနိုင်ပါဘူးဒါကိုတော့ကီလာရိုဘော့အငင်းပွားမှုလို့ခေါ်ပြီးကုလသမဂ္ဂမှာဆွေးနွေးနေကြပါတယ်နောက်ထပ်ဆိုးကျိုးတစ်ခုကဆေးရုပ်တွေကိုတီထွင်မှုနဲ့စမ်းသပ်ဖို့အတွက်အစောပိုင်းကာလမှာငွေကုန်ကြေးကျများနိုင်တာပါယူကရိန်းလိုအင်အားနဲ့နိုင်ငံတွေအတွက်ဒါအခက်အခဲတစ်ခုဖြစ်နိုင်ပါတယ်ဆေးရုပ်တွေကိုသုံးတာပိုများလာရင်စစ်သားတွေလက်နက်ကင်တိုက်ပွဲဝင်တာထက်ဆေးရုပ်တွေကိုအဝေးထိန်းနဲ့ထိန်းချုပ်တဲ့စစ်ပွဲတွေပိုဖြစ်နိုင်တာပါဒါကအမေရိကန်နဲ့တရုတ်လိုနိုင်ငံတွေမှာပိုအဖြစ်များမယ်လို့ယူဆကြပါတယ်ဒါကြောင့်အနာဂတ်မှာနိုင်ငံတကာဆေးရုပ်နည်းပညာမှာတာလွန်မှုပြည်ဆိုင်မှုတွေလှုပ်လာကြပါမယ်ပြောရရင်တရုတ်ကစီသက်တာတဲ့ drone တွေထုတ်တယ်လို့အမေရိကန်ကလည်းပိုကောင်းတဲ့ AI ဆေးရုပ်တွေတီထွင်နေတာပါဒါကစစ်လက်နက်ပြည်ဆိုင်မှုနဲ့နည်းပညာစစ်ပွဲတွေကိုပိုပြင်းထန်လာနိုင်စေပါတယ်ဆက်ရရင်ယူကရိန်းလိုနိုင်ငံတွေကဈေးသက်သာတဲ့ drone တွေနဲ့အင်အားကြီးတဲ့ရန်သူတွေကိုတားဆီးနိုင်ခဲ့တယ်လို့အနာဂတ်မှာအင်အားနည်းတဲ့နိုင်ငံတွေကဆေးရုပ်တွေကိုသုံးပြီးအကာအကွယ်ရှာနိုင်တာကကောင်းစေတဲ့အချက်ပါဒီနေရာမှာဥပဒေအရအငြင်းပွားမှုတွေရှိနိုင်တာကဆေးရုပ်တွေကိုအလိုလျောက်တိုက်ခတ်ခွင့်ပေးရင်ဘယ်သူကတာဝန်ယူမလဲဆိုတဲ့ပြဿနာပါဆေးရုပ်ကအရသားတယောက်ကိုမတော်တဆတက်လိုက်ရင်ဘယ်သူကတာဝန်ယူမှာလဲ programmer လားဆေးရုပ်ကိုယ်တိုင်လားဆိုတာကတော့မေးခွန်းထုတ်စရာပါတချို့ကတော့အလိုလျောက်လက်နက်တွေကိုလုံးဝပိတ်သိမ်းတယ်လို့ညှင်းခုန်ကြပြီးတော့ဒါတွေကိုလူသက်ဆေးရုပ်လို့ခေါ်ကြပါတယ်ဒါကိုနိုင်ငံတကာဥပဒေနဲ့ထိန်းချုပ်ဖို့လိုအပ်နေတယ်လို့ပြောရပါမယ်ခြုံငုံသုံးသပ်ရရင်တော့ဆေးရုပ်တွေကိုအသုံးပြုတာကစစ်ပွဲတွေကိုပိုထိရောက်မှုရှိစေပြီးလူအသက်ဆုံးရှုံးမှုကိုရောနှဲစေတာအမှန်ပါဒါပေမဲ့ဒီနည်းပညာကိုမထိန်းချုပ်နိုင်ရင်တော့မမျှော်လင့်တဲ့အသက်အန္တရာယ်တွေဥပမာဆေးရုပ်တွေရန်သူလက်ထဲရောက်သွားတာဒါမှမဟုတ်အပြစ်မဲ့တဲ့လူတွေထိခိုက်တိုင်မျိုးဖြစ်နိုင်ပါတယ်အမေရိကန်နဲ့တရုတ်လိုနိုင်ငံတွေကဒီနည်းလမ်းကိုဦးဆောင်နေပြီးတော့ယူကရိန်းလိုနိုင်ငံတွေကတော့အကန့်အသတ်နဲ့ဆေးရုပ်တွေကိုသုံးပြီးအောင်မြင်မှုရတာကတော့စိတ်ဝင်စားစရာပါဒါပေမဲ့တစ်ကမ္ဘာလုံးအကျိုးရှိစေနိုင်ဖို့နိုင်ငံတကာသဘောတူညီမှုတွေလိုမယ်လို့ထင်မိပါတယ်ဆိုတော့အရာအလုံးကသုံးတတ်ရင်စေမသုံးတတ်ရင်တော့ဘေးဖြစ်နိုင်ပါတယ်ဒါအပြင်စစ်ဘက်ဆိုင်ရာနည်းပညာကလူသားတွေအတွက်အကျိုးကျေးဇူးတွေကိုယူဆောင်လာပေးတာမှန်ပေမဲ့လူတွေမှာတော့အိုနာတေဘေးကိုမလွဲမသွေကြုံတွေ့ရတာမျိုးရှိတာမို့ဒီဆေးရုပ်တွေကအမြဲတမ်းမချွတ်ရွမဲ့နဲ့တာဝန်ကျေပွားဆောင်ရွက်နိုင်မလားဆိုတာကတော့တန်တရားဝင်စရာပါမိတ်ဆွေတို့အနေနဲ့ရောဒီအင်အားကြီးနိုင်ငံတွေကြားမှာအသုံးများလာတဲ့စစ်ဘက်ဆိုင်ရာဆေးရုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ဆွဲချက်တွေရှိလဲဆိုတာအောက်ကကွန်မန့်မှာမျှဝေပေးသွားပါအောင်ရှင်